အဲ့ဒီ30စက္ကန့်အတွင်းမှာကိုကနေပြီးတော့သူတို့ရဲ့လက်မလေးတွေကိုရက်တန့်သွားနိုင်အောင်ကိုရဲ့ဗီဒီယိုကိုဘယ်လိုမျိုးဆက်ကြည့်အောင်လုပ်ရမှာလဲဆိုရင် host ဆိုတဲ့စကားလုံးကိုအသုံးပြုပေးရဗီဒီယိုတင်တိုင်း view ချနေတဲ့သူတွေအတွက်ဒီနေ့ဒီဗီဒီယိုမှာနီလန်3ခုကိုလာပြီးတော့ share လုပ်ပေးသွားမှာဖြစ်ပါတယ်နံပါတ်1နီလန်ကဘာလဲဆိုရင်ကိုရဲ့ဗီဒီယိုကို30စက္ကန့်အတွင်းမှာလူတွေရက်ကြည့်နိုင်အောင်လုပ်ပေးရမယ်အဲ့ဒီ30စက္ကန့်အတွင်းမှာလူတွေကိုရဲ့ပရိသတ်ကကိုရဲ့ဗီဒီယိုကိုကြည့်ဖို့အချိန်30စက္ကန့်ပဲပေးတယ်အဲ့ဒီ30စက္ကန့်အတွင်းမှာကိုကနေပြီးတော့သူတို့ရဲ့လက်မလေးတွေကိုရက်တန့်သွားနိုင်အောင်ကိုရဲ့ဗီဒီယိုကိုဘယ်လိုမျိုးဆက်ကြည့်အောင်လုပ်ရမှာလဲဆိုရင် host ဆိုတဲ့စကားလုံးကိုအသုံးပြုပေးရမယ်ဒီ host ဆိုတဲ့စကားလုံးမှာဆိုလို့ရှိရင်လည်းဥပမာဒီဟာတော့ဆိုလို့ရှိရင်ဒီတစ်ခါတော့ဒီလိုမျိုးပေါ့နော်ဒီဟာကိုမသိရင်အဲ့မဲ့ဆိုရင်ကိုရဲ့ဗီဒီယိုကိုသူတို့30စက္ကန့်အတွင်းမှာရက်ကြည့်မှသိကြပါတယ်ဒါတော့နံပါတ်1နီလန်နောက်ထပ်နံပါတ်2နီလန်ကဘာလဲဆိုရင် text overlay တို့ voice coverage တို့ဒီ text overlay တို့ voice coverage တို့ဆိုတာကကြတော့ကိုရဲ့ဗီဒီယိုမှာစာတန်းထိုးတာတို့အတန်ပေါ့နော် voice cover လေးတွေကိုသုံးပေးမယ်ဆိုလို့ရှိရင်ကိုရဲ့ဗီဒီယိုကစိတ်ဝင်စားဖွယ်ပို့ပြီးတော့ကောင်းမှာဖြစ်တယ်တချို့သူတွေကကြတော့ကိုရဲ့ဗီဒီယိုတစ်ပုတ်ကြည့်ပြီဆိုလို့ရှိရင်တချို့နေရာတွေမှာတချို့သူတွေဆိုလို့ရှိရင်အတန်တွေကိုပိတ်ကြည့်ရတာမျိုးတွေရှိတယ်အဲ့ဒီအခါမှာဆိုလို့ရှိရင်အတန်ပိတ်ကြည့်တဲ့သူတွေကဆိုရင်85%ရှိတယ်ပေါ့နော်ဒါကြောင့်မလို့ကိုကနေပြီးတော့အဲ့လိုမျိုးစာတန်းထိုးပေးခြင်းအပြင်ကိုရဲ့ဗီဒီယိုကိုပုံမို့ပြီးတော့ရင်ကြည့်ရှုသူရရှိစေမှာဖြစ်ပါတယ်ဒါကြောင့်မလို့စာတန်းထိုးတဲ့အခါမှာလည်းရိုးစာတန်းလေးတွေထိုးပေးမယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းပါတယ်ဒါကတော့နံပါတ်2တစ်ချက်ဖြစ်ပါတယ်နောက်ထပ်နံပါတ်3တစ်ချက်ကဘာလဲဆိုရင်ကိုရဲ့ဗီဒီယိုကို WeChat တိုင်းမြင့်အောင်လုပ်ရမယ် WeChat တိုင်းဆိုတာကကျတော့ကိုရဲ့ဗီဒီယိုတင်လိုက်တဲ့အခါမှာဆိုရင် part 1နောက်ထပ်တစ်ခါပေါ့နော်ကြည့်ရအောင်ကြည့်ကျင်စိတ်ဖြစ်အောင် part 1တို့ part 2တို့ကိုဗီဒီယိုဖန်နေတဲ့အခါမှာဒီလိုမျိုးလေးတွေလုပ်ကြည့်ပါဒါကတော့ TikTok မှာ view ချနေလို့စိတ်ညစ်နေတဲ့သူတွေအတွက်နီလန်3ခုကိုလာပြီးတော့ share လုပ်ပေးသွားတာဖြစ်ပါတယ်မနေ့ပြန်ကနေစပြီးတော့ဒီနီလန်ကိုသုံးကြည့်ပါရလိုက်ရတယ်ဆိုရင်တော့ဒီ comment မှာလာပြီးတော့ရှာပြလို့ရပါတယ်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်